အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာနိုးလေးနဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါကျွန်တော် channel ကနေနေ့စဉ်စိတ်ဝင်စားပွဲကောင်းတဲ့ဇာတ်လမ်းလေးတွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါဒီနေ့မှလည်းပရိသတ်ကြီးတို့နားထောင်မှုအတွက်စာရေးသူမောင်တင်ဆန်းရေးသားထားတဲ့အောက်လန်းဘိုးတွေနဲ့အထက်လန်းဆရာဆိုတဲ့ဇာတ်လမ်းလေးကိုဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါထုံးစံတိုင်းဇာတ်လမ်းလေးမစခင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်သားပေးကြဖို့အတွက်မေတ္တာရက်ခံပါရစေခင်ဗျာကဲဒါဆိုရင်ဇာတ်လမ်းလေးစလိုက်ကြအောင်ခင်ဗျာမောင်ဦးတင်တို့ကပေပင်ဆိုင်းဆရာများတဲ့နီလန်းတကြပညာသင်ကြားနေကြပါတယ်။ဆိုင်းဆရာကြီးများတပတ်ကို2ရက်မြတ်သာဆိုင်းပညာသင်ကြားပေးတဲ့အတွက်ကြောင့်မလို့ကျန်တဲ့ချိန်တွေမှာမောင်ဦးတင်တို့အားနေကြပါတယ်။အခုလည်းမောင်ဦးတင်ဘဲမှမသွားဘဲနဲ့တန်ရမှအိတ်နေနေပါဇက်မှဆိုင်းတန်ထွက်ပြီးတော့ပါဇက်ဆိုင်းတီးနေပါတယ်။ဦးကစေးပေါလေးကိုဖွာရှိုင်းနေ။ကောင်းလေးပြားပါမင်းဒီနေ့ဘဲမောင်တော့ဟုတ်တာ။ဟာမတော့ပါဘာလဲဘာသွားသိချင်လို့လား။ဟုတ်ပါကွာအိမ်မကက်တဲ့ကောင်အခုငြိမ်နေလို့ထူးဆန်းနေလို့မောင်ဘိုးတွေကအဲ့နေရာမှာထားလိုက်ပြီးတော့ဦးဝုံကိုတေချာကြည့်လိုက်တာအဘမျက်နှာကြည့်ရတာအစင်ပြေတဲ့ဝင်ပေါ့ဗျာဘာလို့လဲပါကျုပ်ပြောပါဘာမှမဟုတ်ပါကွာဘာဖြစ်နေဆိုတော့ကျုပ်တက်မသိပေမဲ့ကိစ္စတစ်ခုရေဆိုတော့ကျုပ်သိပါတယ်ဗျာမောင်ဘိုးတွေထိုးသူပြောလိုက်တော့ကဦးဝုံကစေးပေါ်လိုက်ကိုအားရပါရတစ်ချက်ဖွာရှိုက်လိုက်ပြီးတော့မိခိုးငွေမြောင်မှုတ်ထုတ်လိုက်ကအေးမင်းလည်းသိမှာကွာရွာဦးကျောင်းမှာအထက်လန်းဆရာရောက်နေဆိုတာလေကျုပ်သိတယ်လေဗျအဲ့ကောင်ငါ့ကိုပညာလာစမ်းတာဖြစ်နေပါလူတွေဘာလို့ငါပညာနဲ့မတက်ချင်ကွာဟာအဲ့တော့မတက်နိုင်လေဗျာဗျငါဘယ်သူမှထိကောင်မထိကောင်နေနေတာပါကွာငါဝါသနာပါတဲ့ပညာနဲ့အသက်မွေးနေတကယ်အထက်လန်းဆရာကြီးနဲ့ငါနဲ့သိပါတယ်သူတို့ကငါ့ကိုခွင့်လွှတ်ထားကြတယ်ဘာလို့လဲဆိုတော့ငါပညာနဲ့လူတွေဒုက္ခမပေးတော့သူတို့သိလို့ခုလိုထက်လန်းပေါက်စလေးကွာနာမည်ကြီးနေတာနဲ့လူစိုးလူကောင်မခွဲဘဲနဲ့ရမ်းပြီးတော့ပညာပြကျင်နေကြတာခတ်တဲ့ကောင်လေးဟာအဘကဘယ်လိုလုပ်ချင်လို့လဲပါသူတိုက်ခတ်ရင်တော့ငါလည်းခုခံပါကွာလက်တွေပါတယ်မလွန်စင်လို့လည်းပဲဆူတောင်းနေရတယ်မောင်ဘိုးတွေကလေးနဲ့ဆိုတာတွေးနေပြီးတော့တစ်ချက်ပြုံးလိုက်ကဘာမှပုံနဲ့ကြုတ်တောင်းလာဒီလိုကြုတ်ပညာပြလိုက်မဖြစ်ပါဘူးကောင်လေးကမင်းပညာသင်ပေးထားရဆိုရင်မင်းပညာတွေနှိမ်သေးတယ်ဘာပညာမှမလို့ကြုတ်ပြောတဲ့အတိုင်းသာဘာလို့ပြလားမောင်ဘိုးတွေမှန်ပါလာတဲ့စကားကြောင့်ခေါင်းလေးညှိနေတော့အတိမဲ့ပြုတ်လိုက်ရပါလေတော့တယ်မကြီးပင်ရဲအောင်မောင်ဘိုးတွေတယောက်လွဲကိုလွယ်ပြီးတော့မကြီးပင်ပင်စီကိုမှီပြီးထိုင်နေပါတယ်မကြာလာတဲ့အချိန်မှာရွာမသူနဲ့အရွယ်တွေကောင်မလေးများနဲ့အနှဲငယ်ကျူသောသူများဩဇာတိစီလေးများနဲ့ဇဲလာတောက်နေကြပါတချို့ကောင်မလေးများလည်းဖန်ခုံတိုင်းကစားနေကြပါဖန်ခုံကစားနေဆိုဒီမှာမိန်းကလေးနှစ်ယောက်ခြေဆင်းထိုင်ပြီးတော့သူတို့ရဲ့ခြေထောက်များပေါ်တယောက်ကခုံနည်းမျိုးစုံနဲ့ခုံချင်းပဲဖြစ်ပါခြေကိုခြေတစ်ပေါင်ညှို့ပြခုံလိုက်ခြေကလေးခုံလိုက်နဲ့အတန်ဆာဆာနဲ့ကစားနေလေမောင်ဘိုးတွေထိုမိန်းကလေးများစီကိုရှောက်လာပြီးတော့ဟဲ့ကောင်မလေးငါလည်းပါမယ်ပါလို့ရကောင်မလေးများမောင်ဘိုးတွေကိုတေချာကြည့်ပြီးတော့စေရဝိုင်းနဲ့ကလေးမလေးတယောက်မှာနင်ကခုံတက်လို့ခုံတက်တော့ခြေကလေးလည်းရတယ်ခြေတစ်ပေါင်ကျိုးလည်းရတယ်အကုန်ရအေးအဲ့ဒါဆိုပြီးတာနင်ကမဲလက်တဲ့ဘက်ကပါလိုက်မောင်မိုးတွေကသူ့ပါအမိမဲလာကြည့်လိုက်ပါတယ်သူ့ထက်တစ်နှစ်မြငယ်ရှိတော့လေခက်ဆော်ကလေးမလေးဖြစ်နေလေဟဲ့ဘိုးတွေနင်ငါတို့ဘက်ကပါကောင်းကောင်းကစားနော်ငါကြီးပဲမကူရစေနဲ့အေးပါနင်ကလည်းငါကစားတတ်ပါတယ်ဤတို့နဲ့မောင်မိုးတွေခေါ်ရမယ်လေတဲ့ကိုရောက်လာနေပါတယ်ကောင်မလေးနှစ်ယောက်ကခြေတော်လေးများဆင်းပြီးတော့လက်ကလေးများကိုခြေတော်ပေါ်တင်ထားလိုက်ကတပူးနှစ်ပူးသုံးပူးអော်ပြီးတော့ပြောင်းပေးနေပါတယ်လေးဘူးတွေတော့မောင်ဘိုးတွေဒုက္ခရောက်ချီဖြစ်ပါတယ်လေးဘူးဆိုဒီမှာခြေဆင်းထားသောကောင်မလေးနှစ်ယောက်ခြေနှချောင်းလေးထိပ်ပေါ်မှာသူတို့ရဲ့လက်ကလေးများကိုထွာပြီးတော့လေးစင်ဆင့်ထားခြင်းပဲဖြစ်ပါတယ်မောင်ဘိုးတွေကလေးဘူးကိုပစိုးကြောင်းမကြိုက်ဘဲနဲ့တူတူဘက်ကခုံလိုက်ချိန်မှာခြေဆင်းထားသောကောင်မလေးနှစ်ယောက်မှာအလန့်တကြားမတ်တက်ရက်လိုက်ပြောဘိုးတွေညစ်ပတ်တယ်ငါတို့ပစိုးလန်ပြတယ်မကစားတော့မင်းတို့ဘာကြီးအောင်နဲ့တိုင်းကောင်မလေးနှစ်ယောက်စကားကြောင့်မောင်ဘိုးတွေပြပြစလဲဖြစ်သွားပြီးတော့ဟာငါတိုင်းကခုံနေတော့နင်တို့ဘာမှပစိုးလန်ပြလို့မသိဘူးနင်ညစ်ပတ်တယ်ငါမကစားတော့ခြေဆင်းထိုင်နေတဲ့ကောင်မလေးနှစ်ယောက်မကြီးပဲရင်မှာထွက်ပြေးသွားပါတယ်ကျန်သောကောင်မလေးများနားမလည်ဖြစ်ကငုတ်တုတ်ထိုင်ပြီးတော့မောင်ဘိုးတွေကကြည့်နေပါတယ်သူ့ကကြည့်နေတော့ကောင်မလေးများဘာမှမလုပ်တော့နင်တို့သိတယ်မဟုတ်လားဒီတိုင်းလေးပဲခုံတော့မောင်ဘိုးတွေကထိုးသူပြောလိုက်ပြီးတော့သူ့ကထိုင်ကြည့်နေတော့ကောင်မလေးများအစိုးရတို့ဝိပြီးခုံပြလိုက်ရခတ်ဆော်စွာမဲလာမှအလန့်တကြားတန်စတင်ထွက်လာပါဘိုးတွေမိုက်ရိုင်းနေကောင်မလေးကိုဒုတ်ပြခဲ့ပြလို့နဲ့ဘာကြီးုံသွားတိုက်တယ်ဟဲ့နင်တို့ကလည်းဘာဖြစ်ပြန်လာလဲနင်ညစ်ပတ်တယ်ဖန်ခုံနေတော့ကောင်မလေးတွေကဘိုးတွေကဆဲဆိုသူများဆဲဆိုပြီးသွားကြတယ်ဦးုံနဲ့တိုင်ကြီးပြောသူများပြောသွားကြတာမကြီးပြန်ရိမ့်မှမကြေမနဲ့ထွက်သွားပါလေတော့ဘိုးတွေလည်းဘာဖြစ်တာလဲကိုစိတ်ညစ်ကဇဲတောက်နေတော့ကောင်မလေးများဘက်ကိုအစိုးတူဝင်နေမလန့်မကမှထိုင်ကြည့်နေလေဇဲတောက်နေတော့ကောင်မလေးတယောက်စီသူ့ကလှည့်ကြည့်လာပြီးတော့မောင်ဘိုးတွေပြုံးပြလိုက်တဲ့အချိန်မှာကောင်မလေးကစိတ်ဆိုးဒေါသထွက်လာပြီးကောင်မလေးဟိုမှာလူရုံမှာဘိုးတွေငါတို့ကိုချင်းချောင်းနေအသာလေးလူရုံမှာမောင်ဘိုးတွေနဲ့ထက်ကြီးသူများသူ့ကဆဲဆိုပြီးထွက်ပြေးသွားပြန်ဘိုးတွေနားမလဲဆိုတာဖြင့်ပေပင်ရောကောင်မလေးတွေကသူ့ကခွဲခြားဆက်ဆံသူတွေ့ကစိတ်မကောင်းဖြစ်နေစင်မှာပ
ပေတူးနဲ့တာကြီးရောက်လာပြီးတော့တာကြီးမှသူနဲ့မလန်းမကန့်မှရက်ပြီးတော့သူ့ကကြည့်နေပါမောင်ဘိုးတွေကစိတ်မကောင်းသည့်မျက်နှာနဲ့တာကြီးတို့ကတာကြီးဟာတကယ်စိတ်မကောင်းကွာကောင်မလေးတော့ငါ့ကိုဆဲဆူကြတယ်ဆဲတာတော့နဲသေးတယ်ပေတူးပြက်ကွာအဲ့ကောင်အောင့်နေအောင်အဲ့နေအောင်မွေကောင်းဆိုအသေးသာပြုတ်လိုက်တာကြီးနဲ့ပေတူးသူကြီးအောက်ကိုကြည့်ပြီးပြောလိုက်တော့အခါမှာမောင်ဘိုးတွေသူ့အောက်ကိုသူပြန်ကြည့်လိုက်ရဟိုက်သေပြီးဟာစောက်ချက်တော့ကွဲပြီမောင်ဘိုးတွေကအောက်ဆက်လွတ်နေတော့သူ့ရဲ့ပစိုးကိုဖုံးလိုက်နေမတ်တက်ရက်လိုက်တာတာကြီးငါ့ကိုကောင်မလေးအကုန်မြင်သွားပြီကွာရှက်လိုက်တာကွာမောင်ဘိုးတွေဒီရှက်လုံးရဲ့တာကြီးတို့ကမကြည့်ဝန်းဒီပုံစံလုပ်နေလေတာကြီးကမောင်ဘိုးတွေနေရင်ကိုခက်ဆက်ဆက်ရိုက်လိုက်ရောအခုမှလာဖြစ်ပြနေချောင်းနဲ့ရေသွားပြီးတော့ကောင်မလေးရှိတယ်မကူးနဲ့မရဘူးလို့ပြောတော့မရဘူးတန်းလိုက်နဲ့ဆင်းကူပြီးအခုမှရှက်ပြနေတကယ်ကောင်ဟာတာကြီးကအဲ့ဒါအရင်2 လလောက်ကလေကွာငါလည်းလူပဲနည်းနည်းတော့ပြောင်းလဲတာကွာအေးပြောင်းလဲတာနောက်မှပြောင်းလဲကိုဘိုးကြီးကမင်းတို့တဲကိုလာခဲ့လို့ပြောတယ်ကွာပြောစရာရှိလို့တော့အေးဒါနဲ့မင်းတို့လည်းလိုက်မှာမဟုတ်လားအေးလိုက်ပါလေအဲ့ဒါဆိုသွားအောင်ကွာအဘောဟိုမလေးတကယ်များသွားတိုင်နေမှမသိပါဘူးကွာဟာမတိုင်တော့ပါကွာတိုင်လဲမွေနဲ့သူတို့လွဲတာတို့ပြောလိုက်ကွာမယုံဆိုလက်တွေ့ပြမလားလို့ဒါမေးလိုက်တာကြီးပောက်ရစကားကိုမောင်ဖို့တဲ့အကြံကောင်းသူစိတ်ထဲမှာတွေးနေကိုညုံမောင်ရှိသောဥဝင်တဲသူခြေလန်းပြင်လိုက်ပါလေတော့တယ်ဥုံရဲ့တဲလေးတို့မောင်ဝိုးတင်တို့ရောက်ချိန်မှာဖိုးထုနဲ့ကိုညုံမောင်ဟာမျိုးတလုံးကိုရှေ့မှာချပြီးတော့ပြုံးနဲ့စားတောင်းနေကြပါတယ်မောင်ဝိုးတင်တို့နားသို့ရောက်တဲ့အခါမှာတာကြီးကဖိုးထုတို့ရှေ့မှာရှိတဲ့မျိုးတဲသူတစ်သားဆုံးလေးနဲ့ခတ်လိုက်ပြီးတော့ဟာဘိုးတွေဒီလူတွေတစ်စပေါက်တွေပဲကြက်သားတွေချက်စားနေရိုးတွေပဲကြံတော့တာကြီးစကားကိုကြားတဲ့အခါကိုညုံမောင်ကမောင်ဝိုးတင်ကစိတ်ကြည့်လိုက်ပြီးတော့ကိုညုံမောင်ကအဲ့လိုလုပ်တော့မကောင်းပါဘူးဗျာကျုပ်တို့လာမယ်ဆိုတိတိနဲ့အကုန်စားပြည့်ရတယ်မောင်ဝိုးတင်ကပြောဆူတာကြီးစီမှာဇုံကဖြတ်ကနေယူလိုက်ပြီးတော့အိုးတဲ့ကိုမွေလိုက်ကအသားနဲ့ငယ်ပါတဲ့လေချောင်းရိုးလေးကိုပါဇက်တဲ့ထည့်ဝါလိုက်ပါတယ်အယိုးကိုဂျိုးဝါနေတော့မောင်ဘိုးတွေကသူတို့အလုံးငေးမောကြည့်နေကြစင်မှာတာရတယောက်လေးတချွန်နဲ့ရောက်လာပြီးတော့ဟဲ့လူတွေဘိုးတွေမင်းသားထင်လို့လားဝိုင်းကြည့်နေရဟာဘယ်ကလာဟုတ်အောင်မလဲကွာဘိုးတွေကြက်ရိုးတွေဝါနေတာတာသည်တာရေးပြောတဲ့စကားကိုကြားတော့ကပြာတယ်လေးဖြစ်သွားပြီးတော့ဟာမင်းတို့ဘိုးတွေစိတ်ဆုံးအောင်လှုပ်လိုက်တော့မဟုတ်လားဟုတ်မယ်ကွာဒီကောင်ငါ့ကိုကြက်သားမချမ်းရကောင်းလားဆိုရင်အပြစ်တင်နေရောထဲမှာလေဗျာတာရကလွယ်ထဲမှာလေးကွာကိုထုတ်ပြီးတော့တဲဘေးကောက်ရိုးစာလေးမျိုးရက်နေတဲ့ကြက်ဖာကြီးကလေးကွာနဲ့ချိန်နေလေရကိုညမအပြေးလေးတာရရဲ့လေးကွာဖမ်းဆွဲလိုက်ပြီဟက်ကောင်တာရအဲ့ဒါငါတိုက်ချက်ပါကြီးကမင်းမကြီးတော့မမင်းမဆန်းနဲ့ဟာမသိဘူးလေဗျာဘိုးတွေစိတ်သေးပြအောင်လို့တကောင်ချက်မှရမယ်ထင်လို့တာရရဲ့စကားကိုမောင်ဘိုးတင်ကြားတဲ့အခါမှာတာရကကြက်ရိုးဝါးနေနေကြည့်ကနာမည်ကြီးတော့ညောင်မယ်စားတော့တရေအဲ့လိုလုံလို့မဟုတ်လားမောင်ဘိုးတင်ကတာရကလက်ညှိုးထိုးပြီးပြောလိုက်လေဟာအဲ့လိုမဟုတ်ပါဘူးကွာမင်းကိုစားစေချင်လို့ပါမောင်ဘိုးတွေနဲ့တာရစကားပြောနေစင်မှာကိုညမောင်တဲပေါ်မှာနောက်ထပ်မျိုးတစ်လုံးကိုယူလိုက်ပြီးတော့ဘိုးတွေအားနဲ့ဖိုးတွေကရိုးလေးတွေကြိုက်နေပါကွာအသားဒီမှာရော့မျိုးကြစို့ကြကိုညမောင်တယောက်သူ့ရဲ့တိုက်ချက်ပိုက်ရဲ့အသက်ဘေးမှာလက်မတင်လေးလွတ်သွားပြီးတဲ့နောက်စိတ်သိမ့်မကြည့်ပါသူချက်ထားသောကြက်သားအုပ်ကမောင်ဘိုးတွေနားဆိုချက်ပြီးတော့ချပြီးတော့ထိုင်ငူကြီးထိုင်နေလေရမောင်ဘိုးတွေနဲ့သားတို့နှစ်ယောက်ကိုညမောင်ရဲ့ဘယ်တစ်ဖက်ညာတစ်ဖက်မှနေမောင်ဘိုးတွေမှာကိုညမောင်ကျုပ်ကအစတော့ရွာလေဥတုကြီးသမီးမတ်တုကြီးမဟုတ်ပါဘူးအမကြီးမြင့်ကပြောခိုင်းလိုက်တာလေပြောမလို့ပါဗျာဟုတ်တယ်ဗျကျုပ်လည်းမြင်တယ်ဗျကိုညုံမောင်မိုင်းမြင့်ခင်ရေခက်နေလို့ဘိုးတင်နဲ့စကားပြောနေကျုပ်တွေ့တယ်။ညာဘဘေးမှာရှိတော့တာရမှာမောင်ဘိုးတင်စကားကိုထောက်ခံလိုက်ရကိုညုံမောင်မျက်နှာအချိုးနဲ့ငယ်ပြောင်းလာပြီးတော့မောင်ဘိုးတင်ဘက်ကိုမင်းငေါ်ပြီးတော့ပြောဆိုတော့အမူအရာပြလှုပ်ပြနေလေရမောင်ဘိုးတင်ကိုညုံမောင်မသိချင်လဲကြုံပြောတော့ဗျာမိုင်းမြင့်ခင်တော့တနာပါတယ်သူကခင်ဗျားကိုတိတ်ပြောပြချင်တယ်အားဗျာမောင်ဘိုးတင်စကားများမှာကိုညုံမောင်ဟန်မဆောင်နိုင်တော့ပြီစိတ်ဆိုးနေသည့်စိတ်ကကြက်ပြောက်ငှက်ပြောက်ပျောက်ကွယ်သွားပြီးတော့ပြုံးဖြီးနေတော့မျက်နှာရည်ပြောပါဘိုးတင်ရပြောပါကွာဟဲ့လေရက်စမ်းလက်ပဲအဲ့ဒါအသေးနဲ့မြင်ကငါကောင်ဘိုးတင်တော့ကွာကိုညုံမောင်ဘိုးတင်စကားပြောနေရင်ကြက်သားဦးကိုလက်လှမ်းနေကြတယ်ဖိုးလေးတို့ကအော်လိုက်ပြီးတော့ဟန်တားလိုက်ခြင်းပဲဖြစ်ပါတယ်ထို့အတွက်ဖိုးလေးတို့ဇွန်းလေးတွေကိုပြန်ချလိုက်ပြီးတော့ငြိမ်နေကြပါတယ်ထို့တော့ကိုညုံမောင်ဘိုးတင်ကတကားလိုချိုးသောအပြုံးကိုဖန်တီးလိုက်ပြီးတော့ပြောဘိုးတင်လေးပြောညင်ခင်ကဘာပြောလဲသူပြောတာဗျာအီပြောဘိုးတင်လေးထမင်းစားပြီးရေတောက်တယ်ဟာငါလက်ခုကြီးအဲ့လိုတော့ပြောမှာမဟုတ်ပါဘူးငါကဟာကိုညုံမောင်လည်းထမင်းနေမှာဆိုလို့စေနာနဲ့ပြောတာနေမှာပါဗျာစေနာတွေဗျာစေနာတွေလေအဲ့လိုတွေးတော့လေဟုတ်တာပဲပြောနောက်ထပ်ဘာထပ်ပြောသေးလဲလမ်းလျှောက်ရင်ရှေ့ကြည့်ရှောက်တယ်ပြောခြုံတော့လည်းသိမပေါက်နေတယ်ဟဲ့ဒါကြီးတော့ပြောမှာမို့မင်းလျှောက်ပြောနေလမ်းလျှောက်ရင်ရှေ့ကြည့်ရှောက်တော့ခလုတ်ကသိန်းနေမတိုင်းမြအောင်ပြောတာနေမှာဗောဗျာစေနာတွေဗျာဟုတ်တယ်အဲ့ဒါခြုံတဲ့သိမပေါက်နေဆိုတော့ငါ့ကိုမွေပါကင်းမစိတ်ကူလို့ထင်နေရောအဲ့ဒါတော့မဟုတ်ဗျာကိုညုံမောင်သူ့ကိုလာချောင်းနေသူ့အိမ်ရှိကဟိုပန်းဝင်ကြတဲ့တင်းဝင်ပေါက်တယ်ဆိုအဲ့တော့မိုင်းမြင့်ခဲ့ပါသေးစော်နေနေဆိုပြီးသူ့ကိုငေါ့နေလို့တယ်ဗျဟာကွာရှက်တော်လူရိုးကိုညုံမောင်ဘေးမှာမောင်ဘိုးတွေနဲ့သားတို့ထားလိုက်ပြီးတော့ဖိုးရင်းနားတို့တွားလိုက်ကိုရီ
ခင်ဗျားကျုပ်ကိုပြောရရှိတယ်ပြောလေဗျအေးနောက်မှပြောမှာကွာမင်းကောင်နဲ့ပုံလဲကြည့်ရောငါနဲ့မင်းစကားတခုံးပြောနေလို့ကြက်သားတုံးကုန်မရုပ်ကြီးဖိုးရဲပြောမှမောင်ဘိုးတွေကတာရင်နဲ့ပေတူထိုးနောက်သားတို့ကိုတလှည့်စီကြည့်လိုက်ပါဖိုးရဲပြောတော့အမှန်တရားကိုနားလဲကခေါင်းတစ်ချက်ကိုအသာရညှိမ့်လိုက်ပြီးတော့အရင်ဆုံးအသေးမြင့်တစ်စုံကိုခတ်လိုက်ကစားလိုက်ပါနေတော့တယ်ကိုညုံမောင်တယောက်သူချက်ထားတဲ့ကြက်သားကိုတလဲမောင်ဘိုးတွေကိုတလဲကြည့်လို့နေပါတယ်သူတို့ကကြောခိုင်းထားပြီးသူပိုးနေတော့မြင့်ခင်လေးကရေအိုးပင့်နေသူတွေ့တော်ပြီးပြန်လှည့်မှာကြက်သားအုပ်မှရိုးပင်မကြံလေးကအန်အောလုံးကြီးကြည့်နေခြင်းပဲဖြစ်ပါထို့နောက်မောင်ဘိုးတွေကဟဲ့မင်းတို့ကလူရောဟုတ်ရဲ့လားငါချက်သူလေးမြင့်ခင်စိတ်ဦးထဲမှာရေအိုးလေးပင့်ပေးတော့မှရှိတယ်ကြက်တကောင်ကြက်ကကုန်းနေကိုညုံမောင်ဘယ်ရိုးတွေပင့်ပေးနေမှမသိတာဗျာကျုပ်တို့မြန်တာမဟုတ်ကိုညုံမောင်ရေအိုးပင့်ပေးနေကြတယ်ကိုပြစ်နေကိုပေါ့ဗျာအေးပေါ့ကွာမင်းတို့ခက်လို့တော့လေမင်းတို့ခက်ဆိုတော့လေလောက်ထားအောင်ပေါ့ဘာလဲမိုင်းမြင့်ကိုညုံမောင်ကစီနေကြီးလို့ပြောလိုက်ရဟာမပြောပါနဲ့ကွာကျေးဇူးရှင်တို့ကြောက်ပါတယ်ကိုညုံမောင်မကြည်မနဲ့နဲ့ကြက်သားအုပ်မြောက်ကိုတွားရစီးနေပါတယ်ထိုအခါမှမောင်မိုးတွေကဖိုးတွေကကိုဖိုးတွေပြောစရာရှိတယ်ဗျာပြောလေအေးမင်းလည်းရွာဦးเจ้าမှာအထက်လန်းလို့ဘာလို့လူတယောက်ရောက်နေစသိတယ်မဟုတ်လားသိတယ်ဗျာဘာလို့လဲအေးဘာဖြစ်ရမှာလဲအဲ့လူကငါ့ဘောက်ပြောတာငါကြားခဲ့ရဲ့ကွာဘာပြောတာလဲကိုဖိုးလေးဒီလူကဒုဘာကြီးကိုအဆွဲချိုးပြမယ်ကွာပြီးတော့သူ့ပညာတွေနှုတ်ပြပြီးတော့လူအောင်လှုပ်ပြစ်မယ်ကွာမရိုင်းလိုက်တဲ့လူငါဘာသူ့ကိုဒုက္ခပေးဘူးလို့လေဗျာအေးဟုတ်တယ်အဲ့ကြောင့်ငါ့ကိုလည်းမင်းကိုပြောပြရတယ်ဦးကိုစိတ်ဘူးလို့စိတ်ပါနဲ့ဗျာဘာသူ့ကိုနိုင်ပါတယ်ဒါပေမဲ့ဘာသူ့ပညာနဲ့လူမသက်ချင်ဘူးလေဗျာဒီလူကိုတတ်မှနိုင်မဲ့ပုံပဲဗျာအေးအဲ့ဒါဆိုတို့ဘယ်လိုလုပ်ကြမလဲဘိုးလေးမောင်ဝိုးတဲ့အတန်းကြာတွေးတောနေပါတယ်မောင်ဝိုးတွေကဝိုင်းကြည့်လို့နေကြပါထိုထဲတွင်ကိုညုံမောင်လည်းပါပါတယ်ထို့နောက်မောင်ဝိုးတွေကလက်ဖြောက်တစ်ချက်တီးပြီးတော့ဟာတိပြီဗျာဘယ်လိုလုပ်အောင်လဲဆိုတော့အော်အေးတိပြောသမောင်ကတိကျင်စိတ်ကကြီးစိုးနေတယ်ကိုညုံမောင်ကြီးကပထမဆုံးမင်းနေခြင်းပဲဖြစ်ပါထိုအခါမောင်ဝိုးတွေကကိုညုံမောင်ကြည့်လိုက်ပြီးတော့ဟာကျုပ်ကအဖန်တော့မှအကြံပြောင်းမယ်ထင်လို့ကိုညုံမောင်ရင်းနှီးချမ်းလေးတဲပေးပါအောင်လို့ပြောမလို့ပါဗျာမင်းရတော့ကွာငါတကယ်များလားလို့ဟာစတော့ဗျာလာကြဒီမှာဝိုင်းဖွဲ့ကြကျုပ်တူတူလေးပြောပြမယ်ငနဲ့အကူကြီးတော့ယူမရမယ်ဗျမောင်မိုးတယ်နားသူတို့အလုံးဝိုင်းဖွဲ့လိုက်ပြီးတော့ခေါင်းကိုတင်းညင်လှုပ်ပြီးတော့နားထောင်နေကြပါနေတော့တယ်ဦးအောင်တယောက်အိမ်ဝိုင်းထဲမှာရှေ့လျှောက်နောက်လျှောက်လှုပ်နေပါတယ်သူတခုခုကိုစိတ်ပူနေပုံရပါတယ်မောင်မိုးတယ်ကထမင်းချက်နေနေဦးအောင်ကိုကြည့်လိုက်ပါအမြဲစကားပြောရင်တဟားဟားနဲ့ရီတဲ့ဦးအောင်ကထိုအထက်လန်းစီကရောက်လာကြတဲ့မှာရီပြုံးနေသွားတာတိတာပဲထို့နောက်ထမင်းကိုငှဲ့လိုက်ပြီးတော့မိကြီးကဲပေါ်မှာထမင်းကိုနှက်လိုက်ဦးအောင်နာသွားလိုက်ပြီးတော့ဘာတွေစိတ်ပူနေရလဲဗျအေးငါ့ကိုဟိုထက်လန်းစီကစိန်ခေါ်သွားတယ်ကွာဘာလို့လဲဘာကြောက်လို့မဟုတ်ပါဘူးကွာငါရှုံးလဲငါခံရမှာငါနိုင်လဲထက်လန်းစီကငါ့ကိုရမ်းလို့သဘောထားမှာကွာငါတော့ခက်ပြီးကောင်းလေးစိတ်ညစ်နေတော့ဦးအောင်မောင်ဘူးတင်တနာနေမိပါသူတို့မဟုတ်တာတွေဘယ်လောက်လို့နောက်ကအမြဲတမ်းမဆူမငေါ့ပြုံးရှင်ပြီးတော့ကိုကြီးပေးနေတော့ဦးအောင်အခုတော့သူမရင်နိုင်မပြုံးနိုင်ဖြစ်နေခြင်းကြောင့်ပဲဖြစ်ပါတယ်ထို့နောက်မောင်ဘူးတင်ကဦးအောင်စကားဆိုလိုက်ပါဘာမှမစိုးရင်လည်းဘာတပည့်ကြုတ်လှုပ်လိုက်ကောင်းလေးမင်းနဲ့မဆိုင်ပါဘူးကွာဟာဘာလို့မဆိုင်မှာလဲဘာကြုတ်ပါလေဗျာအေးလေအဲ့ဒါကြောင့်မင်းကိုထိခိုက်မှာဆိုလို့ဘာမှမထိခိုက်စေရပါဘူးဗျာကျုပ်ကငနက်ကိုတော့ခိုင်းဝင်ပေးဟေးရပါတယ်ကွာမင်းစိတ်ကြိုက်တာခိုင်းဟေးအဲ့ဒါဆိုရပြီဗျအင်ရှီတန်းထဲမှာဒူးနှံမိတာနေတော့ပြီမောင်ဦးတွေကပြောဆိုနေငနက်ကိုထားဆိုတစ်ပင်စီထွက်ခွာသွားပါလေတော့တယ်ရွာလူကြီးရဲ့အိမ်မှာလူများစုယုံကြီးရောက်ရှိနေကြပါတယ်ရွာလူကြီးတားဖြစ်သူဖိုးတွေမှာအပမီနေတော့ကြောင်ပဲဖြစ်ပါတယ်ဖိုးတွေကလူကြီးများချုပ်ထားတဲ့ကြားအတင်းရုံးကန်နေပြီးတော့တရွာလုံးကိုတတ်မယ်တရွာလုံးကိုစားမယ်ခြေလောင်တော့အော်တိုင်းကြီးနဲ့အတင်းရုံးကန်နေလေရွာလူကြီးနဲ့သူ့ရဲ့ဇနီးကမြည်တို့လုံးရမိမှမသိဖြစ်နေစဉ်ပါရမှာရွာလူကြီးရွာလူကြီးဖုံးကြောင်အထက်လန်းဆောင်သွားခေါ်လိုက်အောင်အေးကောင်းတယ်သွားခေါ်တာရရွာဦးကြောင်မသွားခင်မကြီးပင်ရိတ်မှာတာရဲတို့ဖွဲ့ရမျက်စိမိတ်ပြလိုက်ရသူတို့ဖွဲ့ရရွာလူကြီးအိမ်တို့သွားလိုက်ကြပါလေတော့တယ်ဖိုးတို့ရွာလူကြီးအိမ်ရှိကမ်းမှာလူနှစ်ယောက်ကချုပ်ထားပါတယ်သူ့ရဲ့ရှေ့တွေတော့အထက်လန်းစရာတင်မြင်ခွင့်ထိုင်နေပါတယ်အထက်လန်းစရာဟန်မှန်ပြည့်နဲ့ပိုးတွေကမေးနေပါတယ်ကဲမင်းမသူလည်းပြောစမ်းငနက်မင်းနေရာမပြန်နေတယ်မထင်ဘူးလားမထင်ဘူးငါဒီကောင်မကျင်တတ်ဘူးငါဆရာရှိလာပြီးတော့မခံလေးစားလုံနေဘေးကနှစ်ယောက်လှုပ်လိုက်စမ်းကဲဒီငမိုင်သားကိုဆိုင်အားကျိုးနဲ့တုတ်လိုက်စမ်းအထက်လန်းစရာစကားဆုံးတည်နေဖိုးတို့ကိုချုပ်ထားသောလူကြီးနှစ်ယောက်ကလှုပ်ပေးလိုက်ရဖိုးတွေကထက်လန်းစရာရှိမှထိုင်လိုက်ပြီးတော့လက်နောက်ပြန်သွားပါတယ်ဒါပေမဲ့ဖိုးတွေကရုံးကန်နေလေကဲဆိုင်အားဒီငမိုင်သားရဲ့ခေါင်းကိုနင်းစမ်းဖိုးတွေကလက်နောက်ပြန်နေရမှာခေါင်းကအောက်သို့ငုံသွားပါတော့တယ်ရွာလူကြီးကအိမ်ပေါ်ရှိရွာသားများနဲ့တိုးနဲ့ထက်လန်းစရာချီးမွမ်းနေလေထက်လန်းစရာဝင်းထဲဖြစ်စဉ်ခါးကိုမှတ်ပြီးနေကဝင်ပူးခံနေရတဲ့ဖိုးတွေကကဲမင်းကဒီကောင်လေးဘာမကျင်နဲ့လို့ဝင်ပူးနေ
ဒီကောင်ငါအဖေကိုလေးခွားနဲ့ထုတယ်သေးနဲ့လည်းပန်းတယ်ဆဲလဲဆဲတယ်ငါမကြင်နဲ့ဘူးစိတ်လျှော့ပါကွာဂျာငါပဲတောင်းပါလားမင်းရဲ့တီလာတမာရီကိုငါတိနေလို့ခွန်းလွှတ်လိုက်မယ်နောက်တစ်ခါလို့အသေးတတ်တယ်စိတ်ချပါကွာငါဆုံးမထားပါမယ်ကဲဒါနဲ့မင်းသွားနိုင်ပြီအထက်လန်းစရာခွင့်ပြုလိုက်တင်နေဖိုးရီဆက်ကနေတုံသွားပြီဘေးမှာကြည့်နေတော့လူများငေးကြောင်ကြည့်နေတာသူ့ရဲ့ဘာကျုပ်ဘာဖြစ်တာလဲဗျမင်းတို့ဒီကဆရာကုတ်ပေးလိုက်တာဆရာကိုကြော့လိုက်ဖိုးရီအထက်လန်းစရာမတော့ခင်အိမ်ပေါ်ကပက်ကြည့်လိုက်ပါတယ်ထို့နောက်သားတို့ဖွဲ့ဟာဟိုမာဒီမှာတွေ့ရတော့ကားမှာဖိုးရီကအထက်လန်းစရာကိုကြော့လိုက်ပါတယ်ပထမတစ်ချိန်ကြော့ပြီးတော့အခါဖိုးရီကပြန်မထပဲကုန်းကြီးဖြစ်နေပါတယ်အချိန်တန်ကြာလို့မထသေးတော့အခါအထက်လန်းစရာမှာဖိုးရီဦးကောင်းကိုလက်နဲ့ပုတ်လိုက်ပြီးတော့ကဲငါညီထားလို့ရပါ යි ကွာဘာငါညီလဲငါနာမည်တုတ်ကြီးကွာဆယ်ကျုံးမြန်တုတ်ကြီးအထက်လန်းစရာမျက်လုံးဝိုင်းသားနဲ့ဖိုးရီကိုငေးနေပါတယ်သားဒီကမျက်နှာအနှဲငယ်ပြတ်သွားပါတယ်သူတို့ညှိထားသေးတယ်ဟဲဖိုးရီပြောရမှာမှာတကျုံးမြန်တုတ်ကြီးဖြစ်ပါတယ်ယခုဖိုးရီပြောလိုက်ဒီမှာဆယ်ကျုံးမြန်တုတ်ကြီးဖြစ်နေတော့ကြောင့်ပဲဖြစ်ပါငနဲ့အားဖိုးရီကိုရင်ပူးခိုင်းလိုက်ပြီးတဲ့နောက်အထက်လန်းစရာကိုမျက်စိလှည့်လိုက်ခြင်းပဲဖြစ်ပါတယ်ယခုဖိုးရီကိုဘယ်သူမှမပူးပါသူ့ကိုယ်သူပူးခြင်းပဲဖြစ်ပါတယ်အထက်လန်းစရာကြောင်ငိမ့်နေမှတတိယလာပြီးတော့ဟဲ့အနောက်ရှက်ဝင်မြန်ပြီလားမင်းကဘာလို့ရင်လို့လဲမိကြော့ဖိုးရီကအထက်လန်းစရာကိုဘာလို့ခြင်းလဲကိုမေးတော့အခါချက်ချင်းမိကြော့ကိုဖြေလိုက်မိပါတယ်မောင်မိုးတွေတော့ကဖိုးရီကဘာလို့ခြင်းလဲလို့မေးတော့အခါမိကြော့ကိုဖြေနေကြဖြစ်တော့ကြောင်လှုပ်ခနဲ့ထွက်သွားခြင်းပဲဖြစ်ပါအထက်လန်းစရာကြီးနားမလည်ရဘူးဘာလဲမိကြော့ဆိုအခုပြောစမ်းမိကြော့ဆိုတာငါမိန်းမကိုဒီကြော်မှာထားတယ်ငါအခုပြန်လို့ခြင်းလေဩဒီကောင်လေးနှောက်ရှက်နေတာပဲရော့ဒီမှာတိမ်ဝင်အင်းဆွဲကိုမြည်ကြည့်စမ်းအထက်လန်းစရာတိမ်ဝင်အင်းကိုဖိုးရီရှိသူချလိုက်ရဖိုးရီကအတော်နာကျင်သည့်ဟန်နဲ့လူးလိန်ကစက်ခနဲ့တစ်ချက်တုံသွားကအထက်လန်းစရာကျုပ်ဘာဖြစ်သွားလဲအထက်လန်းစရာကြီးကြနေတော့ချွေးမြောက်လက်နဲ့တော့ရင်းနဲ့မင်းကိုကျိုးမြန်တုတ်ကြီးဝင်ပူးနေတာအထက်လန်းစရာတကယ်ဝင်ပူးနေတော့ငနာအမှန်တကယ်ထုတ်နိုင်ပေမဲ့လူပူးဖြစ်နေတဲ့ဖိုးရီကသူ့ဘထုတ်နေပြန်ပြီကိုထင်နေပြန်ပါတယ်ထိုးချင်းတာရီတွေလေးဘက်ကြီးကုန်းနဲ့အထက်လန်းစရာနားသူရောက်လာကကြိုက်ခဲမိပုံပြုတ်နေလေရထက်လန်းစရာနောက်တို့လူကိုလှဲချလိုက်ရပါတော့တယ်ရွာသားများတာကြီးကဆွဲချုပ်ထားလိုက်ရပြန်ပါလေတော့တယ်တာကြီးဒီတဝုံးနဲ့ဟောင်းနေလေရဇောချင်းများပြန်နေပါလေတော့တယ်သူတာကြီးကကြားလို့အော်ဟုပြောရမှာတာကြီးမှာကြားကဘလို့အော်တာလဲဟုမေးလေရတာရဒီကသူ့ကရွက်ပြီးမေးဒီကိုထင်ပြီးတော့ဝုတ်လို့အော်တယ်ကွာဟုပြောလိုက်မိပါတယ်ယခုတာကြီးတဝုံးနဲ့ဖြစ်နေပြီဖြစ်ပါတယ်ထိုးချင်းရွာလည်းမအပြူကြီးမြင့်ခဲ့ရလက်အုပ်ချီလိုက်ပြီးတော့ထိုလက်အုပ်နဲ့နှစ်ဖူးကိုတဖြောင်းဖြောင်းနေအောင်ရိုက်နေတာဟေးငါလာတာဘယ်သူမှဘာမှမဆက်ဘူးလားဟဲ့ငါရဲ့သားတော်ရဲ့ခွေးလေးပျောက်သွားလို့လာခေါ်တယ်ဟဲ့ဦးတုတ်ကြီးသမီးမမြင့်ခင်ကြီးဟာသူ့ရဲ့တုတ်ခိုင်နေတော့ခန္ဓာကိုယ်ကြီးကိုလက်မထောက်ဘဲနဲ့အသေးအတန်ထားရလိုက်ပြီးတော့တာရီနားတို့သွားရီတာရီခေါင်းကိုပုတ်တက်ပေးနေပါလေတာရတပြင်းချလိုက်မိပါတယ်စီးတော်เจ้าကိုလာခေါ်ခိုင်းတော့မာကြီးမြင့်ခင်ကြီးကအလိုက်တတိခွေးကိုပြောင်းရီတော်ပါသေးတယ်မဟုတ်ပါလားဤတို့နေရွာလူကြီးအိမ်နဲ့မျိုးဖုံဝင်ပူးနေကြလေရနောက်ဆုံးရွာလူကြီးပြင်ဝင်ပူးနေလေရအထက်လန်းစရာဇောကျွေးများပြန်နေပြီပဲဖြစ်ပါတယ်အတွေ့အကြုံမင်းကျက်တော့ထက်လန်းစရာတကယ်ပညာတက်ပင်မဲ့လူတွေရဲ့မာယာအောက်မှာကြာရှုံးနေရပြီဖြစ်ပါတယ်ထို့သောတဆူဆူတညဉ့်ညံဖြစ်နေချိန်မှာမောင်မိုးတွေကလက်ကိုနောက်ပစ်ပြီးတော့ဟိတ်နဲ့ဟန်နဲ့အထက်လန်းစရာနားသို့တွားရက်လိုက်ပြီးတော့ငါဆရာကြီးဦးငယ်တပည့်လာနေရတော့ဘယံမတာနေဝင်ကြလားဟဲ့မောင်မိုးတွေကထိုးထိုးပြောပြီးတော့ခြေဆောင်လိုက်ရဝုန်းဝန်းနဲ့အော်တန်နဲ့တူဝင်ပူးနေသူများငြိမ်ကြသွားရရွာသားများတက်အံတော့ဖြစ်နေပါတယ်ထို့တော့မောင်မိုးတွေကဝင်ပူးနေသူများကိုကြည့်လိုက်ပြီးတော့ဒါဆရာကြီးဦးဝန်းရဲ့ရွာနှောက်ရှက်ဝင်နေတယ်လားအခါသေးတာမဟုတ်လို့နောက်တစ်ခါသေရင်းနေတယ်လားမသေးခြင်းခုထွက်နောက်တစ်ခါဘယ်တော့မှဝင်ပူးနေခုချိန်ချင်းထွက်စမ်းမောင်မိုးတွေမှာထွက်ဟုပြောပြီးတော့ကျန်းတင်ကိုဖနှောက်နဲ့ပေါက်လိုက်ဝင်ပူးနေတော်လူများကိုငြိမ်သွားပါလေတော့တယ်ထို့အခါရွာသားများမှာဟာဘိုးတွေကအကောင်သာသေးတယ်စိတ်ပြင်းနေတော့ဟုတ်ပါဟေးအထက်လန်းစရာကြေားကြောင်ဖြစ်နေတော့ဘိုးတွေလာလို့တော်သေးတယ်အထက်လန်းစရာတကောင်ပဲထုတ်နိုင်တာဒိုဘိုးတွေကဖနှောက်နဲ့တစ်ချက်ပေါက်လိုက်တာအကုန်ထွက်တာဟေးဟုတ်ပါဟေးဘိုးတွေပညာဆွမ်းအမခမ်းပဲဟေးရွာသားများထိုးသူပြောနေကြတော့အခါအထက်လန်းစရာမျက်နှာမထားတိုင်အောင်ဖြစ်နေကသူ့ရဲ့လက်ကိုယူပြီးတော့ထားရလိုက်ရဝင်ပူးတာငြိမ်သွားပြီဖြစ်တော့ရွာလူကြီးမှာဆရာကျုပ်လိုက်ပို့ပါမယ်ရွာဦးเจ้าလိုင်းမပူးနေတော့ကျုပ်ရွာဦးเจ้าလည်းမသွားတော့ကျုပ်ပြန်ပြီးရွာလူကြီးအထက်လန်းစရာပြောဆိုနေအိမ်အောက်သို့ဆင်းသွားပါလေတော့တယ်ထိုအခါမှမောင်ဘိုးတင်တို့တယောက်ကိုတယောက်ကြည့်ပြီးတော့ပြုံးနေကြပါတယ်ဥပုံတယောက်မောင်ဘိုးတင်တို့အထက်လန်းစရာကိုပညာပေးလိုက်ပုံကိုပြောနေကြတဲ့အခါမှာတဟားဟားနဲ့ပွဲကြလို့နေရတယ်ထို့နောက်ဥပုံကမောင်ဘိုးတင်တို့ကကြည့်လိုက်ပြီးတော့မင်းတို့ဒီလိုအကြံဉာဏ်ကိုဘယ်ကောင်ထုတ်တာလဲဟာဘယ်သူကလည်းဒီကောင်ဘိုးတင်ရောနေအောင်ရွာလူကြီးကဘယ်လိုလုပ်ရပူးသွားလဲဥပုံထိုးသူမေးလိုက်တော့အခါဖိုးရီကအဘအစတွေကဥပုံရန်ရှာနေတဲ့အထက်လန်းစရာကိုသဘောမကျဘူးဗျာကျုပ်ဘိုးတင်တို့နဲ့တိုင်ပင်ထားတော့ပြောလိုက်မိရဲ့ဗျာအေးကောင်းပါကွာဒါနဲ့နေပါဦးမြင့်စင်ကဘယ်လိုလုပ်ပါလားတာ
ဟာအဲ့ဒါကိုကြီးညုံမောင်ဗျာသူသိတာရှောက်ပြောတာလေအဲ့နဲ့မိုင်းမြင့်ခင်ကကျိုးတို့နဲ့တိုင်ပြီးတော့ပူးတော့တာတော်သေးတယ်ပေတူးကိုမခိုင်းလိုက်လို့ဒီကောင်ကျွဲကူးပြီးတော့ထက်လန်းစီအောင်လိုက်ခတ်မကြီးလုံနေလို့မနေတားထားသေးဦးအောင်မောင်မိုးတို့ဖွဲ့ကိုကြည့်လိုက်ပါတယ်တကယ်ကိုသူ့ဟာကိုညီပြီးဖြစ်အောင်မြင်တော့ကြောင်ပျော်ရွှင်နေကြပါထို့တော့ဦးအောင်မောင်မိုးတို့ကကြည့်လိုက်ပြီးတော့ကဲမင်းတို့ငါ့ကိုကိုညီတဲ့အတွက်တောထဲမှာကြက်သုံးကောင်တွားချက်စားကြကွာထိုင်းရတော့အချိုပဲတောက်ကြတော့ပြီးရင်ငါရှင်းမယ်ဦးမထိုးသူပြောလိုက်တော့ခါအားလုံးဝမ်းသာသွားကြပါတယ်ဝမ်းသာနေတော့မောင်မိုးတို့ကဦးမစကားဆက်ပြောပြလာပါတယ်ကောင်လေးတွေသွားတာလာတာလဲတတိထားကြီးငါတို့နဲ့မလှမ်းမကန့်ရွာမှာဓမြတိုက်ခိုင်းပြီးတော့လူတယောက်အသက်ခံရတယ်ဦးအောင်စကားကြားလိုက်တဲ့အခါမောင်မိုးတွေတစ်ချက်တွေးလိုက်မိပါတယ်ထိုတွေးဒီကတော့တခြားမဟုတ်ပေသူ့ရဲ့ပေပင်ရွာကိုဓမြတိုက်ရင်အဲ့ဓမြတွေငါနဲ့တွေ့မိစိတ်ထဲမှာကျုံးဝါလို့နေလေပါတော့တယ်အောက်လန်းဘိုးတွေနဲ့ထန်လန်းစရာတွေကအိမ်မြတာမကြမီအောက်လန်းဘိုးတွေနဲ့သူရဲကောင်းမိရတဲ့ဝတ္ထုဇလန်တွေကလည်းဆက်လက်တင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းတွေကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ